ကလေးမလေးဟာ3မိနစ်အကြာမှာငွေစာညီမကသူမရဲ့ဒုတိယအကိုပန်းချီကားပေါ်စီးရီလောင်းချပြီးပန်းချီကားကိုဖျက်ဆီးတယ်လို့သူမကိုဆွဆွဲတော်မေဆိုတာကြိုတင်မြင်အောင်လိုက်တယ်သူမရဲ့အတွေးတွေကိုမိသားစုကကြားလိုက်ရတယ်ဆိုတာသူမမသိလိုက်ပါဘူးဒါပေမဲ့သူတို့တွေကဘသူမှမင်းကလေးကိုမယုံကြဘူးဘာလို့လဲဆိုတော့ငွေစာသမီးဟာအမြဲတမ်းကျင်နာပြီးချိုတာခဲ့လို့ပါသူအဲ့ဒီလိုရက်ဆက်တဲ့အလုပ်မျိုးလုပ်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ကြတယ်နောက်တစ်စက္ကန့်မှာပဲငွေစာညီမကမင်းကလေးကိုအခန်းထဲခေါ်သွားပြီးဒုတိယကိုရဲ့ပန်းချီကားကိုဘာလို့ဖျက်ဆီးရတာလဲလို့မေးတယ်မိသားစုကအခန်းစီအလူအီရပြေးလာကြတယ်ဘာတွေထစ်နေလဲဆိုတာမြင်လိုက်တဲ့အခါမှာတော့မင်းကလေးရဲ့အတွေ့အကြုံဟာအမှန်ထစ်နေလဲဆိုတာသူတို့နောက်ဆုံးမှသဘောပေါက်သွားကြတယ်မင်းကလေးဟာငွေစာညီမအကြောင်းဒီလောက်ကောင်းကောင်းသိနေရတဲ့အကြောင်းရင်းကတော့သူမဟာဘဝဟောင်းကပြန်လဲမွေးဖွားလာသူဖြစ်နေလို့ပါပဲမိဘတွေကသူမကိုအိမ်ပြန်ခေါ်လာတဲ့နောက်မှာငွေစာညီမဟာသူမကိုမောင်းထုတ်ဖို့ကြိုးစားခဲ့တယ်သူမကြောင့်အခုအကြီးဆုံးရဲ့ကုမ္ပဏီဟာဒီဝက်လီခံခဲ့တယ်ဒုတိယကိုလည်းရုပ်ပြက်ဆင်းရဲဖြစ်ခဲ့တယ်ပြီးတော့သူမကအရာရာကိုမင်းကလေးအပေါ်အဖြစ်ပုံချခဲ့တယ်မိသားစုကလည်းမင်းကလေးဟာကန်ဆူချင်းတွေကိုယူဆောင်လာတယ်လို့ယုံကြည်ခဲ့ကြတယ်နောက်တစ်ဆက်ကမှတော့သူမရဲ့အမေကအပြီးအလွှာရောက်လာပြီးသူမကိုပွဲဖက်လိုက်တယ်သူမရဲ့ခန္ဓာကိုယ်အနောက်မှာတန်ရာတွေကိုမြင်လိုက်ပြီးတယောက်ယောက်ကအနိုင်ချင်းခဲ့လာလို့မေးလိုက်တယ်မင်းကလေးဟာသူမရဲ့စိတ်ထဲမှာငွေစာသမီးကမိဘမဲ့ခင်ဟာအဲ့လိုအများပြားကိုလာထိုးထားတယ်လို့ပြောလိုက်တယ်သူမရဲ့အမေကမင်းကလေးရဲ့အတွေ့အကြုံကိုတကယ်ကြားနေရတယ်ဆိုတာကိုသိလိုက်ရတော့အံ့အားသင့်သွားတယ်မကြခင်မှာပဲလူထိန်းတယောက်ကပတ်စံခိုးယူမှုနဲ့သူမကိုဆွဆွဲဖို့လုပ်နေတယ်ဟုတ်ပါတယ်လူထိန်းတယောက်ရောက်လာပြီးမင်းကလေးကသူမရဲ့ပတ်စံကိုခိုးယူသွားတယ်လို့ပြောလိုက်တဲ့အခါမှာအမေကမင်းကလေးရဲ့အတွေ့အကြုံဟာအမှန်တည်းတယ်ဆိုတာကိုသဘောပေါက်သွားကြတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့လူထိန်းကသူမရဲ့အိတ်ထဲမှာပတ်စံကိုရှာမတွေ့ခဲ့ပါဘူးမင်းကလေးဟာမိဘမဲ့ခင်ဟာမှာဘလောက်ထောင်ဒုက္ခရောက်ခဲ့ရတယ်ဆိုတာကိုစဉ်းစားပြီးအမေကထက်တော်ဆောင်ကိုလူထိန်းကိုအပြစ်ပေးဖို့ပြောလိုက်တယ်မကြခင်မှာပဲမင်းကလေးဟာအမေနဲ့အတူအိမ်ကိုလိုက်ခဲ့တယ်သူတို့တကားဝါကိုရောက်တဲ့အခါမှာမိဘတွေကသူမရဲ့အတွေ့အကြုံကိုထပ်ပြီးကြားလိုက်ရပြန်တယ်ငွေစာညီမကသူမပြန်လာတာကိုစန့်ချင်ဖို့အခန်းထဲမှာကိုတော့ပြပြီးအစာငက်ခံစန္ဒပြဟန်ဆောင်နေမယ်လို့ပြောလိုက်တယ်မိဘတွေကအဲ့ဒါတကယ်လောင်းလို့တန်တရားဝင်နေတော့မှလည်းအခုအကြီးဆုံးကငွေစာညီမအစာငက်ခံစန္ဒပြနေတယ်ဆိုတဲ့သတင်းကိုယူလာခဲ့တယ်အဲ့ဒီအချိန်မှာတခြားအကူနှစ်ယောက်ကသူမကိုအစာစားဖို့ဖြောင်းဖျားဖို့စူးစမ်းနေကြတယ်သူတို့တုံစိမ့်နေတော့မှပဲငွေစာညီမဟာဟန်ဆောင်နေပါနောက်ဆုံးကသူမကြောင့်မိသားစုတစ်ခုလုံးဒီဝါလီခံရလိမ့်မယ်လို့ပြောလိုက်တဲ့မင်းကလေးရဲ့အတွေ့အကြုံကိုသူတို့ထပ်ပြီးကြားလိုက်ရပြန်တယ်မင်းကလေးရဲ့စကားတွေမှန်အတီးပြဖို့အတွက်အခု၃ယောက်ကတကားကိုကန်ဖွင့်သွားလိုက်